ဒီကိုပြပရောက်မြန်မာရင်းနဲ့ပတ်သက်ကိုရီးယားရောက်မြန်မာရင်းနဲ့ပတ်သက်ပြီးတော့သတင်းရလဲဒီနေ့ထည့်ပြောစရာလိုလာတဲ့ကိစ္စတွေအဲ့ဒါဆိုမြန်မာ15ရောက်လောက်ကမြန်မာ15ရောက်လောက်ကဟိုဖြစ်သွားတယ်ဗာလဲ HIV တွေ့လို့တဲ့ဆိုတော့ဟာဒုက္ခပဲကျွန်တော်တွေ့ကြည့်ဟာဟိုနေကြည့်ရတာကိုရီးယားရောက်တော့သွားပြီးတော့ဆွတ်ဆက်ပြီးတော့တောက်စားမှုရစ်ပြောပါပြီးတော့ဟိုကကိုရီးယားဟိုကန်တီယာကန်တွေကိုသွားတယ်ထင်ပါတယ်သွားပြီးတော့ကြည့်ရတာအကာအကွယ်ပဲကြိတ်တယ်ထင်ပါတယ်ကြည့်ရတာအကာအကွယ်ပဲကြိတ်တော့အကုန်လုံးယောဂါတွေကူးကုန်တာ HIV တွေကူးကုန်တာပေါ့မြန်မာပြည်ကကူးရတော့မဖြစ်နိုင်ဘူးဘာလို့ဆိုမြန်မာပြည်ကကူးစရာအကြောင်းမရှိဘူးကိုရီးယားကိုသွားကြတဲ့ဒီကနေကိုရီးယားသွားတဲ့အချိန်မှာမြန်မာပြည်ကနေကူးဖို့ဘာမှမဖြစ်ဘူးဒီမှာဆေးကုံစစ်ခဲ့ရတာဟိုဘက်ကဘာမှလက်မခံဘူးဟိုရောက်ပြီးတော့မှဟိုမှာထဖြစ်တဲ့ကိစ္စလို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့ HIV ကဒီနေ့လို့ဒီနေ့ကူးတာမဟုတ်ဘူးဗျနော်အဲ့တော့ကြည့်ရတာဒီကောင်လေးကိုရီးယားသွားပြီးတော့ကိုရီးယားသူလေးတွေကွာဆိုပြီးတော့များကိုရီးယားသူလေးတွေကိုငါတို့လက်စားချေမယ်ကွာတို့ခြေစားချေမယ်ကွာတို့နော်ဘာလို့မယ်ညာလို့မယ်ကွာဆိုပြီးတော့ဟိုမူယူပြီးတော့သွား300စားကြတောက်ကြစားကြကဲကြပြောကြပါကြရင်လည်းလက်လွန်ကြက်တုံတွေဖြစ်ပြီးတော့နောက်ဆုံးကိုဘာမှမပါတော့ဗျာပလိန်ကြီးကစ်တော့အမှအကုန်လုံးဒုက္ခတွေရောက်ကုန်တော့ဖြစ်မယ်ကြီးရတာအကုန်လုံးယောဂတွေကူးကုန်တော့ဖြစ်မယ်ဒါကြလည်းမစင်မချင်းမလုံးကြနဲ့ပေါ့ဗျာယောက်ျားဆိုတော့ဒီဗီဇရှိတာတော့ကျွန်တော်တို့လက်ခံပါတယ်ဒါပေမဲ့မစင်မချင်းလေးလို့ရင်ခံရပေါ့မင်းတို့လုံးလုံးကျွန်တော်တွေးကြည့်တယ်အဲ15ရောက်တည်းမှာကိုမကြီးလာကောင်တွေအောင်ပါနေလားမသိဘူးအဲ15ရောက်တည်းမှာ15ရောက်တော့ပါတယ်မြန်မာအခြားနိုင်ငံသားတွေလည်းပါပါတယ်အခြားနိုင်ငံသားတွေလည်းတော်တော်များရားနဲ့ချီတယ်အကိုအားလုံးပေါင်းရားနဲ့ချီတယ် HIV ပိုးတွေ့တာတဲ့ရားနဲ့ချီတယ်တဲ့အဲ့တော့ကျွန်တော်ထင်တယ်အဲ့ထဲမှာကိုမကြီးလာကျွန်တော်မကြီးလာကောင်တွေတော့ပါနေလားမသိဘူးအဲ့တော့ကိုရီးယားသွားတဲ့ထဲမှာကျွန်တော်မကြီးလာကောင်တွေတော်တော်များတယ်တော်တော်များတယ်မကြီးလာကောင်တွေတရွာချင်းရှင်ကျွန်တော်ရွာနံပါတ်1ဖြစ်လိမ့်မယ်ကိုရီးယားသွားတဲ့နေရာမှာကိုရီးယားကိုသွားတဲ့နေရာမှာတရွာချင်းရှင်ကျွန်တော်တို့ရွာနံပါတ်1ဖြစ်လိမ့်မယ်ရွာချင်းရှင်ကြိုက်တဲ့ရွာပြောရွာချင်းကျွန်တော်ရွာနံပါတ်1ဖြစ်မယ်ကျွန်တော်ရွာထဲမှာကိုရီးယားသွားတာနည်းတော့မဟုတ်လားကိုရီးယားသွားကြအကုန်လုံးကိုရီးယားကျွန်တော်ရွာကြီးပဲအဲ့တော့ကိုရီးယားပြန်နေကြီးပဲရွာမှာလဲအကုန်လုံးကိုရီးယားပဲအဲ့တော့ကျွန်တော်ကိုရီးယားတွေများကျွန်တော်ရွာကိုရီးယားသွားတဲ့ကောင်တွေများကြည့်ရလက်လွန်ချက်သွန်တွေပြစ်ပြီးတော့ HIV တွေကူးကုန်ပြီလားမသိဘူးကြည့်ရတာဒုက္ခပဲလို့ကျွန်တော်တွေးကြည့်တယ်အဲ့တော့တစ်ခါကျရင်လဲဟိုဆွတ်ဆက်ပြီးတော့မစားဘူးမတောက်ဘူးလေဆွတ်ဆက်မလုပ်ကြနဲ့ရန်တမ်းမလုပ်ကြနဲ့ငါကောင်လို့မင်းတို့ဒုက္ခရောက်မယ် HIV ဆိုတော့နာမည်ကြီးပြတ်တယ်အိမ်ပြန်လာလို့ရှိရင်မိသားစုကမကြီးပတ်ဝန်းကျင်ကမကြီးဒီကောင် HIV ပိုးဖြစ်တာဆိုဈေးကုပေးရင်တော့လူကတန်တရားတွေနဲ့နေကြရမှာဆိုတော့ကြည့်တယ်လောက်ကြလို့နော်လောက်တော့လောက်ကြည့်တော့လောက်နော်နည်းနည်းလေးတော့လေအုတ်ထုတ်လေးပါကြီးဆောင်းညနော်ရန်တန်ဆွတ်ဆက်လောက်တော့အကုန်လုံးဒုက္ခတွေရောက်ကုန်ပြီအဲ့တော့15ရောက်တဲ့နာမည်ကပြည့်ပြီမြန်မာ15ရောက်ဆိုတော့ဘာပြောမှတော့မသိဘူးပေါ့နော်ဆိုတော့ပြည့်ပြီဆိုမြန်မာလူပဲပြောတာဗျဟိုဘသူလို့နာမည်တက်တာမဟုတ်မြန်မာလူပဲပြောတာအဲ့တော့နာမည်ကြပြီတိတ်ခါကြပြီဆိုမြန်မာပဲနာမည်တိတ်ခါကြဒါကြောင့်ကိုညီတို့ကြီးရန်တန်ဆွတ်ဆက်မလုပ်ကြနဲ့သမ ्या နိုင်ငံသွားနေတယ်ဆိုတာလေကိုနိုင်ငံဂုဏ်သိက္ခာလေးကိုလည်းကာဝေါဆောက်ရှောက်ကြအောင်ကိုညီတို့ညီမတို့ကြီးဂျပန်ရောက်ညီမလေးတွေရှိသေးတယ်ဂျပန်ရောက်ညီမလေးတွေဟိုစောထားနေလို့ပါလို့ပေါ့ညီမလေးတို့တွေနော်ပြောတော့ပြောပေါ်ညီမလေးဟိုပောက်ကြတော့မလုပ်ပါနဲ့ဒီကနေဒီတိုင်းလေးပဲကြည်နေနေတာဆိုတော့တချို့တော့ဂျပန်မရောက်တဲ့ညီမလေးတွေအကုန်လုံးနော်ပြောတော့ပြောကြပေါ့ညီမလေးတို့ရယ်နော်ကိုနိုင်ငံတော့တိတ်ခတ်ကြအောင်တော့မနေကြပါနဲ့ဘာလို့ဆိုတော့မကောင်းပါဘူးကိုယ့်ရဲ့လူငယ်တယောက်လွတ်လပ်ခွင့်ရကိုလှုပ်ချင်တာလှုပ်ကြတာမှန်ပါတယ်ဒါပေမဲ့နိုင်ငံနဲ့ရှင်လာတဲ့ခါထည့်စဉ်းစားကြပါဒါလေးတော့ညီမလေးတွေကိုသတိပေးပါတယ်ညီလေးတွေမင်းတို့ကတော့ဖြစ်ချင်တာဖြစ်တော့အဲ့လိုပြောလို့ဖြစ်နေညီလေးတွေမင်းတို့ဖြစ်ရဖြစ်တော့လို့ပြောလို့ဖြစ်နေပြီနော်ကဲထားပါတော့